အားလုံးပဲမင်္ဂလာပါဗျာမင်္ဂလာပါကိုလင်းရေးမင်္ဂလာပါနေ့စဉ်ပုံမှန် live မလွှင့်ဘူးလားတဲ့နေ့စဉ်ပုံမှန် live မလွှင့်ဘူးလားဆိုတော့ညကတော့မလွှင့်ပြဘူးဒီနေ့ကင်းအစားကြီးပြန်လွှင့်ပေးမယ်နော်မင်္ဂလာပါဒူရီပါခင်နေမကောင်းဘူးနေမကောင်းတာဒီမှာပူရီများတော့လေပူရီများတော့ဒီမှာတဖုံးမှာအပူပုံစံမျိုးပေါ့အပူပုံစံပေါ့နာလို့စကားတိတ်ပြောလို့မရဘူးညကလေးမျောနေတာတဲ့မနက်ကလိုက်မလွှင့်မနက်ကတော့လိုက်မလွှင့်ပါဘူးပိန်သွားတာပေါ့ထမင်းတော့ကောင်းကောင်းထမင်းနဲ့ဟင်းနဲ့မှမစားရတဲ့ဟာကိုအရေပဲတောက်ရအပူတွေကန်တာဗျာကျွန်တော်သိတယ်အပူတွေများပြီးတော့ဒီတဖုံးမှာကုန်းလည်းဖြတ်ထားတာကြာပြီကုန်းဖြတ်တာဆို3-4 ရက်4-5 ရက်လောက်ဖြတ်သွားပြီကုန်းမစားပဲနေတာ40တင်ကားကို3-5လောက်သွားတယ်ကွန်လေးဒီလိုပဲလေကျွန်တော်ရဲ့တင်ခွက်ကိုသူတို့ကလုတ်သွားမှာကြီးပဲကျွန်တော်စာရင်းနဲ့ရေးပြီးတော့တင်ပေးထားပါသေးတယ်တင်ခွက်40တင်ကားရယ်နော်3-5ဆိုပြီးထွက်သွားတာပဲနော်ကိုမစားနဲ့မောင်လေးဟုတ်ကဲ့ပါကျွန်တော်ကုန်းနဲ့တော့မဆိုင်ဘူးပေါ့ဗျာဒါပေမဲ့အခုကုန်းမှာစားလို့မရဘူးနေတာဘာမှထမင်းတွေပါရအောင်ဟင်းတွေပိုင်းနဲ့စားလို့မရဘူးအရေနဲ့ပဲစားရတယ်ပေါ့ဆိုအပူတွေကြွတဲ့သဘောမျိုးပေါ့စကားတော်ရှိရကတိတ်ကောင်းကောင်းပြောလို့မရကျွန်တော် live မလွှင့်တာပါအန်ဆုံးမဟုတ်ဘူးအဖုံးပါဗျာပြောမှဆိုကျွန်တော်အပူဘူးပေါ့အပူကန်တဲ့သဘောမျိုးပေါ့အပူကန်တာပါအန်ဆုံးပေါက်တာလည်းမဟုတ်ပါဘူးနေတော်တော်ပြင်းတယ်နော်နေတော်တော်ပြင်းတယ်နေရမ်းနေပြင်းတော့ကိုရီးယားတောက်ရေခဲတောက်တယ်အေးတွေတောက်တယ်နော်အဲ့ဒါကြီးခံရတာခီးဆိုင်ပါကိုလင်းရေးတယ်ဟုတ်ကဲ့ပါတုံးလိုက်ပါသပင်လည်းညက်ထားပြီနော်အပူတွေထောင်းဆိုသပင်လည်းတူအောင်ညက်ထားတယ်တုံးတော့မတုံးပြရသေးရဲ့ဗျာထောက်ချန်ရ90ညဝန်းကြီးမှန်ကိုတဲ့အဖေဝင်နေနဲ့ကိုလင်းရတယ်ကျွန်တော်ဒီဘက်အဖေဝင်မခေါ်ပါဘူးဒီမှာကျွန်တော်ကျမ်းမာရေးဖြစ်လို့ကျွန်တော်လိုက်တာမလွင့်တော့ဟိုဟာလောက်တည်းကကျသာပေးညဘက်လောက်တည်းကကျွန်တော်လိုက်မလွင့်ဖြစ်တယ်အပူကန်တာဗျအပူကြွရလို့ပြောတာပဲပူတွေကြွတော့ဗျာဟိုအပူကန်တော့ကျွန်တော်အဲ့ရကစုံသွားတယ်လေအုံးရီတောက်တယ်နော်အုံးရီတောက်တယ်ဟိုမပလက်ကျွန်တော်တောက်မပလက်ကြိုက်တော့မပလက်ဟိုဘူးကြီးဟိုကျွန်တော်ညဘက်အဲ့လိုမရနဲ့အပူပြင်းတော့လေပူတော့လေအဲ့တောက်တာတဘူးလုံးကုန်သွားပြီအဲ့ဒီပူရီကန်တာဖြစ်မှာပဲသမင်းတောက်ပြီးပျောက်တယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဝမ်းသာပါ break ပေးပါဦးဝင်ဟုတ်ကဲ့ပါကျွန်တော် break ထွက်နေ break ပေးပါမယ်ကဲဝင်လာမယ်ကျွန်တော်အခုတော့เนาะဒီတစ်ဘက်ကလည်းကျွန်တော်ဒါဖောက်ဝင်လည်းမခေါ်ပါဘူးเนาะရှေ့တစ်ဘက်ကဗျံပရာကိုเนาะဗျံပရာကိုเนาะကျွန်တော်ချဲကနန်းလည်းပြောပေးမယ်ချဲကနန်းတော့ကျွန်တော်အခုလောလောဆယ်ရဟာတာအတွဲလေးပေါ့ဗျာနှလုံးပေါ့ကိုယ့်ဘက်ကိုတစ်လုံးနဲ့ကတ်ထိုးခြင်းကတ်ထိုးနော်အဲ့ဒါကတော့ဒါအရင်တော့ဘယ်ရကတ်မလဲမသိဘူးကျွန်တော်3လုံးကနန်း3ခွက်ကို3လုံးကနန်းဆိုတာ3လုံးရှိတယ်ကျွန်တော်နှလုံးတော့ရထားတယ်အကတ်တော့ကျွန်တော်မသိဘူးဟောဒါတော့ကျွန်တော်ဘယ်လိုကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုပေါ့ဗျာကြိုးစားအားထုတ်မှုလေးနဲ့လုပ်ထားတဲ့ဟာပေါ့ဟိုအရင်တိုင်းဟိုကျွန်တော်အတိမိတ်ဆွေရှိရယူပေးနေတဲ့သူပေးတဲ့ကဏ္ဍလေးကျွန်တော်ပေးတော့ကိုမလေးကျွန်တော်ပြောပြပေးမယ်နော်အဲကြောင့်ဒီအခုကပတိလေးတုံးလေးပေးမယ်နော်ဒါနှလုံးဒီမှာဆိုပတိလေးတုံးပေးမယ်နောက်ပြီးတော့မွေးကနန်း2ခွက်ရှိတယ်ဒီဘက်မှာနော်မွေး2ခွက်မွေးခြင်းတဲ့သူမွေးလို့ရတယ်ကြားရင်မွေးပေါ့အဲ့ဒါလေးလည်းပေးမယ်နော်ဒီညနေအတွက်ဒါမနက်ကဆိုကျွန်တော်အကြိုက်ကျွန်တော်စာလေးနဲ့ရေးတင်ပေးထားတယ်နော်
40တင်9ရယ်ဆိုပြီးတော့ကျွန်တော်အကြိုက်တင်ခွက်ဆိုပြီးကျွန်တော်ပေးထားတယ်ဒီမနေ့7နာရီ10မိနစ်အတွက်ကိုเนาะအဲ့ဒါအခု3.5ဆိုပြီးထွက်ပြန်ပြီเนาะဟုတ်ကဲ့ပါခုနည်းနည်းတက်တာလေခုစကားနည်းနည်းပြောနိုင်ဟိုရက်ကဆိုတကယ်တော်ပြောရမလဲအခု9အောင်ပြတ်တယ်လို့ဖြစ်သွားတယ်4-5ရက်လောက်ကိုเนาะ4-5ရက်လောက်ကိုကျွန်တော်အဲ့ဒီအပူကန်တော့စကားတော်နည်းနည်းလေးပါစက်တော်ကြည့်ကြဟာလို့မရဘူးရှေ့ရက်ကကိုလည်းပိန်သွားပိန်တာပေါ့ဗျာထမင်းကစားလို့မရပါဘူးဆိုဘဝအဲ့လိုဖြစ်သွားထမင်းကိုရေနဲ့ညှော့တော့ရတယ်နွားနိုးနဲ့ဟင်းနေပါမစားဘူးဖုန်းခေါ်မရအောင်လေးတဲ့ဒီဘက်ချမ်းဖုန်းခေါ်တာမဟုတ်ကျွန်တော်ဒီဘက်အဖွဲ့ဝင်လည်းမခေါ်ပါဘူးခင်ဗျာကျွန်တော်တိုင်ပတ်နေလို့ဒီမှာကျမ်းမိုင်မကောင်းလို့နောက်တစ်ဖက်ကူးတတ်တယ်တဲ့နောက်တစ်ဖက်တော့မကူအခုတက်တာလာဗျနောက်တစ်ဖက်တော့မကူတက်တာလာဟိုရှေ့အဲ့ဂျာတာဘရေရှေ့တစ်ဘက်ကဂျာတာဘရေဒါပဲညနေလောက်ကစပြီးအဲ့လိုနေဒီရဓာတ်ရက်တင်းလာဟာဘာလဲပေါ့အကြီးပြောရတောက်ပါတောက်တယ်အခုတံမြာကြီးလည်းတောက်တယ်အကုန်တောက်တယ်နော်ဒီလေးပေးပါဦးညီကိုလင်းရေးတယ်ဟုတ်ကဲ့ပါအပူတွေများတယ်တော့ကျွန်တော်တခါလေးပြောလိုက်ကျွန်တော်ဖြစ်တာတော့ဒါအခုကျွန်တော်တက်တာသွားပြီပေါ့နော်ကျွန်တော်မျိုးရည်လည်းပြောနေတာယာအေးသူအရန်ပူတယ်အပြင်မှာညာထွက်ဖို့စိတ်ကူးရှိရင်အုတ်ထုတ်သွမဟုတ်ထီးလေးတော့မမေးကြနဲ့တော်ဆိုးနေရနော်ဒီရန်ကုန်မှာကျွန်တော်မေလမ်းပြောတာဆိုရင်အဲ့လိုတချို့လည်းစက်ယုံနေမှာတဲ့မူးလဲလူ50ယောက်ရှိတယ်တဲ့မူးလဲဝင်လာပြီပါနေရအရန်ပြင်းတယ်ဆိုတော့စက်ယုံမှာလှုပ်တဲ့လူတွေရောအဲ့လိုမျိုးပေါ့နော်အခုမှသတိထားပေးပါအုံးရကြောင့်ဖြစ်တာဖြစ်ဖို့များဟုတ်တယ်ကျွန်တော်အုံးရတောက်ရှင်တာဗျာအုံးရတောက်ရှင်တာဘာယောဂထားမလဲကျွန်တော်အုံးရတောက်ရှင်တာတောက်ရှင်မှာအုံးရတောက်ချလိုက်တယ်အဲ့ဒါအုံးရတာနေကင်းဟိုတော့3နာရီလောက်တောက်တယ်ပေါ့ဗျာအုံးရတောက်ပြီးတော့ဒါဟိုလောက်ဆိုရင်တော့ကျွန်တော်ညဘက်ဆိုရင်ဒါထုံးတဲ့တိုင်းညနေဆောင်တော့လေကြာရေပိတ်ချိုးလိုက်တယ်ကျွန်တော်ညနေဆောင်ခေါင်းတွေပဲလျှော်လိုက်သေးတယ်ကြာသာမင်းညဒီခေါင်းအုံလို့ဆိုပြီးရေချိုးခေါင်းချိုးရေချိုးပါတောင်းပါနေတင်းလာဖြစ်သေးပါဘူးဆိုပြီးစကားပြောရနေသိကောင်းနာသလိုကျင်သလိုဖြစ်တာနဲ့ပျောက်သွားပါပြီတက်တာလို့ကျွန်တော်စကားနဲ့ပြောလို့ရတယ်အပူကနာညဘက်ကိုလည်းဟိုမပလက်တဘူးလုံးကောင်တော့လိုက်ဟိုဘူးကြီးတော့ရှုပ်လို့တမယာရောတောက်နေကျွန်တော်မကြီးဖြော်ရတော့မတော့သေးတမယာရောအခုတောက်နေတယ်ကဲဝင်လာမယ်လေဖြတ်ချင်တာ view site ပါဘလို့လဲကျွန်တော်လေတော့မဟုတ်ပါဘူးဗျာအပူဘူးပေါက်တာနာတဲ့အပူဘူးပေါ့ဗျာအပူအဒီချင်းမှာအပူခန္ဓာကိုယ်မှာလည်းဒါရေပြားမှာအပူကန်တဲ့အနာရီပဲဖြစ်နားလေလေဗျာအဲ့လိုမျိုးကြောင့်နော်ဒီတဖုံးမှာအပူကန်တာရှင်များတောက်ပါတယ်ဟုတ်ကဲ့ပါရေတော့တောက်ပါတယ်ကိုရင်းပြောင်းနေပါလားကျွန်တော်ချမ်းမရမှာကောင်းလို့ပါဗျာအုံးရအရင်လာလူလာမသိကျွန်တော်အုံးရကတော့တောက်ချလိုက်တယ်ဗျာနာကျသွားတယ်ကျတာပေါ့ပိန်သွားတယ်လူကိုကြီးစစ်သွားတာမှန်သားသိပြောလို့ဟောတော့ရာကြီးခေါ်လို့ခုလူပြည့်တရားဒီမစားနဲ့တရားဒီလည်းမစားရသေးပါဘူးဗျာတရားဒီကအုတ်ထားတော့တရားဒီအစိမ်းတွေဦးလေးတွေအရင်မင်းလက်ဆောင်ပေးလို့အုတ်ထားတော့ရှိသေးမစားရသေးပါဘူးဟုတ်တယ်ပြီးမှနေဘူးလည်းပြန်လာပြီးတော့မပလက်တော့လိုက်တာတဲ့တည်သွားတယ်ကိုလင်းရေးအဲ့တော့ပြောတာကျွန်တော်ပြောချင်တာယူဆိုင်ကြပါနေတော်ပြင်းရနော်ယူဆိုင်ကြပါနေတော်ပြင်းတယ်ကဲဝင်လာမယ်လက်မရသေးဘူးလက်မလေးနှိပ်ထားမယ် share တဲ့လူကဒီဗီဒီယိုလေးကို share လို့ရနေမှာ share ပေးပါမျှဝေလို့ရနေမျှဝေကြပါကိုလင်းကိုချစ်တယ်ကိုလုံးအားပေးလို့ဆိုလက်မလေးတယောက်ချက်စီနှိပ်ပေးထားမယ်နော်ကဲဝင်လာမယ်
ဝင်လာမယ်ကျွန်တော်ဘောစီမိတ်ဆွေတွေဝင်လာမယ်လက်မမနှိပ်ရသေးလက်မလေးနှိပ်ထားမယ်ဗျာဝင်လာမယ်โอเคပါကွန်ရှော့စားရမဟုတ်ကွန်ကအခုစားဖို့နေတာကိုပတ်စက်တောင်ကိုနဲ့လှုပ်နာလို့ခဲဝင်လာမယ်ကျွန်တော်မိတ်ဆွေတွေဝင်လာမယ်ဒါလေးတော့တိုးသွားတယ်တဲ့ပိန်လာကိုလင်းရေးတဲ့ပိန်နဲ့ချစ်တာပဲရမ်းချစ်ဟုတ်ကဲ့ကျေးဇူးပါဘုန်းကြီးကကန်မကန်ရင်အုံကြီးဖြစ်တတ်တယ်တဲ့အုံလာလို့ကျွန်တော်တခါလေးခေါင်းလုံးပိတ်ချိုးပလိုက်တာညနေဆောင်ခေါင်းမစားရကင်ဆာဖြစ်တယ်ဟုတ်ကဲ့ပါသိပါတယ်ကျေးဇူးပါခဲဝင်လာမယ်မျိုးတွေဘယ်တွေရောက်ကုန်လဲဟောကျွန်တော်တနားရီတို့လိုက်ပြန်လွှင့်မယ်ပြောထားတယ်နော်ခဲဝင်လာမယ်ဝေးပရိတ်ရှိသေးလားကိုလည်းဟုတ်ကဲ့ကျွန်တော်ဗရိတ်ရတာနဲ့ကျွန်တော်ပေးပါမယ်နော်အခုတော့ကျွန်တော်ဗရိတ်တော့မတွက်ရသေးဘူးအခုပေးမှာချဲကနေအတွဲတစ်ခုပေးထားမယ်ကိုမတစ်လုံးမှန်ရှင်ကတ်ထိုးပါဗျာနှလုံးချဲကနေသုံးလုံးထွက်တယ်ကိုကတစ်လုံးကတော့ကျွန်တော်နှလုံးကတော့စူးစမ်းပေးထားတယ်အဲ့ဟိုတစ်လုံးအကက်ကလေးတော့ရအောင်ခက်ကြည့်ပေါ့ဗျာနော်အတွဲလေးတော့ရတာနောက်ဟိုအရင်လိုပေးနေကြကျွန်တော်အတိမိတ်ဆွေကပေးတဲ့ချဲကနန်းကြရင်တော့ကျွန်တော်ပေးပါမယ်နော်သူကတကောနှစ်ကောထဲပေါ့ဒါကတော့အတွဲဆိုတာဥမာပြောရမယ်ဆိုဗျာခဏ1နဲ့3ထွက်တယ်ဆိုကျွန်တော်2ကဲ3ရရထားတဲ့ပုံစံမျိုးပေါ့အတွဲပေါ့တစ်လုံးကကိုယ့်ဘောက်ကတ်ထိုးပေါ့နော်မနက်က3ညာ9တယ်ဟုတ်တယ်ကျွန်တော်ပေးတာတင်ကွက်ပေးထားတာအမှ line ပေါ်မှာစာရေးပြီးတင်ပေးထားတာ40ရတင်9ရထွက်ပေးသွားတဲ့3ညာ9ဆိုပြီးတော့နော်ခုကျွန်တော်ဒါပတ်တိတစ်လုံးပေးမယ်နော်ပတ်တိတစ်လုံးပေးမယ်မွေးခွက်2ခွက်ဒီမွေးခွက်ကတော့ဒီတစ်ပတ်မွေးရမယ်ပေါ့ဗျာကြာရင်တော့မွေးကြည့်ပေါ့မွေး2ခွက်နော်မွေးကန2ခွက်ပေးမယ်နော်ပတ်တိကတော့ဒါဗုဒ္ဓဦးမကျော်ထုတ်ပေးထားပါတယ်နော်အခုကတော့ကျွန်တော်လူလိုက်များတဲ့ကနန်းတွေပါတွေကိုတော့နည်းနည်းလေးကျွန်တော်ဒီဘက်ကိုပတ်တိထုတ်တာကိုတော့လုံးဝဒါကျွန်တော်စူးစမ်းပြီးတော့ထုတ်ပေးထားတယ်လုံးဝချင်းချင်းနေရပြီဗျာပြန်ပြီးသုံးသပ်နေရပြီဟောတော့ဒုတိလောကကဗျယမရာဖြစ်နေပြီနော်ဒုတိလောကဗျယမရာဖြစ်နေတယ်နော်အေးပေါ့ကိုလေးအဖွဲဝင်လို့ရလားအဖွဲမဝင်နဲ့ကျွန်တော်အလကားပဲပေးမယ်အဖွဲဝင်ဒါနဲ့ဆိုမခေါ်ကျွန်တော်နှစ်ပတ်ရှိသွားပြီနော်မခေါ်ဘူးဒီတစ်ပတ်ကတော့ကိုကျွန်တော်ကျမ်းမာရေးတိတ်မကောင်းလို့မခေါ်တာရှေ့တစ်ပတ်ကတော့ကျွန်တော်တတ်မှတ်မခေါ်တာနော်အဲဒါကြောင့်မခေါ်သေးဘူးကျွန်တော်လာမယ့်ဘက်ကိုတော့ခေါ်နိုင်အောင်ကြိုးစားပေးမယ်နော်အခုတော့ကျွန်တော်အလကားပဲပေးမယ်အားလုံးနော်ကြားရင်လိုက်ဆော့ကြည့်ပါနော်ဟိုရက်ကကျွန်တော် line မလစ်ပြဘူးဆိုတာတော့ကျွန်တော်အခက်အခဲကိုကျွန်တော်ပြောပြီးသွားအခုတည်းကတိတ်မကောင်းသေးပါဘူးဒီဘက်ချမ်းနော်ခုလုခုလုဖြစ်နေပြစကားပြောရတာဟိုရက်ကတော့ခုလုခုလုဖြစ်တာမို့နာပါနားနဲ့နာပြီးတော့ပစောင်းနေပါပဲရိုက်ခံသလိုလိုပါဘူးဖြစ်နော်ညာပေးတဲ့ထဲမှာပါတယ်455ခေါ်အားနေပြီကျွန်တော်ည line မလွင့်ဘူးအဲ့ဒါအရင်တော့အဲ့ဒါဗီဒီယိုဖိုင်ကိုကြည့်ပြီးကိုကိုမကြီးထိုးတာနော်ကျွန်တော်ညပေးတဲ့တင်ကနန်းနှစ်ကွက်က40တင်9ရေကိုကိုမကြီးကျွန်တော်ဒိတ်လဲရေးပေးလိုက်တယ်လေ28ရက်4လ2025တနင်္လာနေ့7:00နာရီ10မိနစ်အတွက်ဆိုပြီးကျွန်တော်ဝင်သာကိုမင်းနဲ့ရေးပေးလိုက်တယ်အရင်တော့ကျွန်တော်ည line မလွင့်ဘူးစာပဲရေးတင်တာအရင်တော့ live တွေကိုကြည့်ပြီးတော့တနင်္လာနေ့7:00နာရီ10မိနစ်ဆိုပြီးတော့ကိုကိုမကြီးထိုးလို့ဒါလည်းပေါက်တော့လည်းဝမ်းသာပါတယ်ဗျာအဲ့လိုက်ထဲမှာ3.5ပါတယ်တဲ့ဝမ်းသာပါတယ်နော်ဟဲ့မင်းမရိုက်တလားတားတယ်
ခက်ဝင်လာမယ်ဗျာကျွန်တော်ရဲ့မိတ်ဆွေအပူကန်ရင်မနက်4နာရီရေးထားတော့တော့တဲ့ကျွန်တော်မနက်4နာရီမနိုးဘူးမနက်4နာရီတော့ကျွန်တော်မနိုးဘူးကျွန်တော်ညောအနည်းဆုံးတစ်ချက်တီးအဲ့လောက်မှအိတ်တယ်ဆိုတော့4နာရီဆိုတော့ကျွန်တော်အိတ်ကောင်းတဲ့ချိန်ပေါ့နော်ဒီဗျာကျွန်တော်စိတ်ညစ်နေပြင်းလို့ကျွန်တော်ကြောင်ပြောင်းနေရပဲတည်ပူတာဗျာဘယ်နာမှနေလို့မရဘူးပူတာကိုလင်းကစက်ကင်ဆိုကောင်းပါတိတ်မစက်ကင်ဆိုကျွန်တော်ချမ်းသာပြီပေါ့ဗျာရှားဆောင်စားတဲ့အခုတော့တက်တာပါတယ်ရှားဆောင်လည်းမစားတော့ပါဘူးကျွန်တော်အခုဟိုဘယ်လိုပြောမလဲဟိုတမယာလေးတောက်တယ်အခုကဒီဟိုမနက်ကိုအိပ်ရနိုးရဆိုရင်တော့နိုးတဲ့ချိန်ကတော့ရေရင်တောက်ချလိုက်တယ်ပေါ့အဲ့လိုမျိုးလေးစားတော့ရေနေနဲ့ငုံတယ်ဟုတ်ကဲ့ပါရေတဲ့စင်းနေဟုတ်တယ်ရေစိမ့်နေပြင်းသေသွားမှစီလို့မစင်းတာသူရတရုတ်ကဝင်လိုက်ပြီဟုတ်လားဆရာလင်းဟေးတဲ့မသိပါဘူးဗျာတရုတ်ကဝယ်လာဘယ်ကဝယ်လာတော့မသိကိုလင်းပိန်သွားတယ်တဲ့ပိန်တာပေါ့ဗျာဒီနေမကောင်းလားဟုတ်ကဲ့ကျွန်တော်ရှေ့ရက်ကနေမခုလည်းသိမကောင်းသေးပါဘူးဗျာဒီပြင်းလို့ကျွန်တော်ကတော့နည်းနည်းအခုတက်တာပါပြီကျွန်တော်တော့အပူကန်တာပေါ့ကိုမကြီးလည်းတတိထားစေချင်ပါတယ်နော်တတိထားစေချင်ပါနေတော်တော်ပြင်းတယ်နော်မနှက်ဖန်အောင်လည်းမူးနေလားတဲ့မူးတော့မမူးပါဘူးဘာကြောင့်ဘိုးစားပါလဲမနှက်ဖန်အောင်နေကြက်မယ်ကြားတယ်ဟုတ်လားတော့မသိဘူးနော်နတ်ဖန်ကိုနေကြက်မယ်ပြောနေရနော်ဟိုဘာတွေမှလည်းမသိပါဘူးဗျာရှမ်းတောင်လာခဲ့လေလာကျင်တာပေါ့ဗျာလာကျင်မဲ့နေမှာဒီချင်းကပြူးလင်တို့ကလောတို့တောင်ကြီးတို့စိမ့်မဲနော်ဒီမှာတရားမိုးတွေဟိုမှာအနှွေးတယ်နဲ့သွားရှော့လို့ကျမယူဆိုင်ကြပါနေပြင်းတယ်ယူဆိုင်ကြပါရေခဲကြီးမတောက်ကြပါနဲ့နော်အရင်မူးနေတာလားကိုလင်းနဲ့ဘာတွေကျွန်တော်အရင်မူးနေရလားမမူးပါဘူးဗျာလူကခင်ဗျားတို့ကပိန်သွားပြီးတော့စမစကားပြောရတာရှာလေးအားလေးဖြစ်နေတယ်နော်ဒီဘက်ညာဘက်ကဒီမှာခိုးလို့ခုလို့ဖြစ်နေလို့အားလေးရှာလေးဖြစ်နေမူးဒုက္ခပဲဒီနေပြင်းပြင်းနဲ့အတော့သေးကုန်မှာပေါ့လို့ကဲဝင်လာမယ်မျိုးတွေကိုလင်းကနေမင်းနဲ့တူတယ်မလောက်ပါနဲ့ဒီအဲ့နေမင်းက line ပေါ်မှာပြဿနာတက်နေရနော်နာမည်ကဟိုနေမင်းကိုတတ်မယ်ဖြတ်မယ်ဖြစ်နေကြ line ပေါ်မှာနော်ပူတာကိုနေမင်းဆိုတော့ကန်းကြီးသွားပြီးပူချောင်းလိုက်လေကန်းကြီးကပူတာမဟုတ်ဘူးလားဖြူးလင်လည်းရမ်းပူနေစရာနေရာမရှိဘူးဟာဖြူးလင်မှပူတယ်ဆိုတော့စဉ်းစားလို့မရတော့နော်ကဲဝင်လာမယ်ကိုလင်းအဆင်ပြေပါစေဟုတ်ကျွန်တော်တက်တာလို့ကျွန်တော်လိုက်ပြန်လွှင့်တာပါနော်ပေါက်မဲ့ရုံမပေါ်ဘူးတဲ့ဘာတွေဖြစ်နေရလဲနိုင်ဟုကောက်ပါရှင်နော်သူများကိုကျွန်တော်ကိုဗလိမ့်မဲ့တိုက်ခိုက်မဲ့ဆိုရင်ကိုယ့်ဘဝကိုနေကြပါနော်နေတွေအရန်ပြင်းတယ်အကုသို့မယူနဲ့ပူလောင်မှုမယူပါနဲ့ကျွန်တော်ကိုမမုန်းနဲ့ကျွန်တော်ကိုမုန်းလို့ခင်ဗျားတို့အကျိုးမရှိသွားဘူးကျွန်တော်လည်းဘာမှမဖြစ်ဘူးအဲ့တော့ခင်ဗျားဘဝနဲ့ခင်ဗျားနေပါနော်လိုက်ပြီးတော့အာမချောင်းနဲ့လိုက်တွေမှာနေတွေအရင်ပြင်းတယ်နော်မပူလောင်နဲ့ဟုတ်ပြီလားနော်အဲ့ဒီလူတွေထမင်းစားကြည့်ပြီးတော့အတီတရားများတယ်ဟာတော့ရကတ်ဆိုင်နေရ view site ပါဟုတ်တယ်အားလေးလီဖြတ်တတ်တယ်တတိယအားလေးတာမဟုတ်ဘူးဒီဘက်တဖုံးနဲ့ရှာနဲ့တဖုံးနဲ့ရောင်နေရဗျာပြောမစို့ဗျာကျွန်တော်ငငယ်ရလို့ပေါ့ဗျာအပူတွေများလို့တွားကြိုက်ရင်ရောင်တယ်လို့မျိုးတဖုံးရောင်တာကျွန်တော်အပူတွေကန်တာအဲ့ဒါကြောင့်စကားပြောတာခိုးလို့ခုလို့ဖြစ်နေပြောတာအားလေးတော့ရှာမလေးပါဘူးအဲ့လိုတော့မဟုတ်ပါဘူးနာလို့ကိုပစက်ကိုညာပြောနေရပါဗျာလေရလည်းမဖြတ်ပါဘူးဒီလောက်ထိရာသီဘူးနေတာလေးမဖြတ်ဘူးနော်ဟုတ်ကဲ့ပါမောင်စနေအပူကြာသေးတော့တောက်ပါတတ်တာပါဟိုရက်ကပါစတော့လည်းကြည်ကြည်ဟားလို့မရဘူးစကားပြောဖို့ဝေး
ဒီခဲရတော့မတည်ဘူးကျွန်တော်များပါတယ်တောက်တာစားတောက်တာတွေကပူလာတော့အေးတွေလိမ့်တောက်တယ်အုံးရတောက်တယ်ကောင်းတော့ကိုယ်အသေးချောင်းကြံနေသူပဲနော်ကဲဝင်လာမယ်မျိုးတွေမနက်က40နဲ့တင်ကားကိုတွဲလိုက်တာပေါက်ပါတယ်ကိုလင်းပေါက်မှာပါဆိုတော့ကျွန်တော်ရဲ့တင်ခွန်းနှစ်ကွက်က crossing ရိုက်ပြီးတော့ထွက်တယ်ကွာနော်တောင်းပြက်လေး crossing ရိုက်ပြီးတော့ထွက်နေတယ်မူးနေတာမဟုတ်ဘူးတဲ့နေဘူးလို့မလန်းဖြစ်နေတာပါတဲ့ဒီချိန်မှာလန်းနေတဲ့ကောင်ကဘာကောင်ဖြစ်မလဲဆိုတော့ရေချိုးပြီးကစားလေးတွေလည်းဖြစ်လေကျွန်တော်ကမလန်းဘူးနော်ထိုင်နေနဲ့ချိုးထွက်နေတယ်နှုံးတာပေါ့ဗျာကဲဝင်လာမမျိုးတွေကိုလေးမင်္ဂလာပါဟုတ်ကဲ့ပါနေကပူပြီးမဲ့ရေခဲကကြိုက်တော့တောက်မိပါတယ်ကိုလေးအတူတူပဲနော်ပူလာတယ်ကျွန်တော်ကနည်းနည်းရေခဲရေတောက်တော့ပေါ့အေးတောက်တော့ပေါ့ပူလုံးဖြစ်လာတယ်မကောင်းတဲ့လုံးရက်ပေါ့ဗျာမောင်စလင်းနဲ့ထက်တော့မှပြောက်တယ်ဟုတ်ကဲ့ကျေးဇူးပါကဲဝင်လာမယ်ရှာမာလဲအာသီးရေရောက်ပါတယ်အကျိတ်တွေထွက်နေပါကိုလေးအပူကြသေးပဲတောက်ပါပြောက်ပါဟုတ်ပါတယ်တော်တော်များဖြင့်အပူကန်တာပါဂယူးဆိုင်ကြပါလားကြောင့်ကွန်ရှော့စားတာမဟုတ်ကွန်မစားတာ9ရက်လောက်ဖြစ်သွားပြီနော်ကွန်မစားဖို့နေတာကိုယ့်ဘက်ကတော့နေရတာဗဇက်ထဲမှာဂိုလိုဂူလူနာလို့ဒီနေ့ရတာရေးကျမ်းမာဂယူးဆိုင်ရောပိန်တော်လည်းတစ်မျိုးပေါ့ဗျာကဲဝင်လာမယ်မျိုးတွေ3000တော့ပြေးတော့မယ်နော်3000တော့ပြေးတော့မယ်ဝင်လာမယ်ဗျာဟုတ်ကဲ့ပါအိမ်မူးညနေဘာရလဲမောင်လေးတဲ့ပြောပြပါမယ်ညနေအတွက်ကျွန်တော်စူးစမ်းပေးတာလေးပြောပြပါမယ်နော်ကဲဝင်လာမယ်3-4ချင်း9-3ညပရိနဲ့တွဲမလို့တဲ့ကမ္မတကူလုံးလိမ့်မှာအေးပါတယ်တဲ့ဟုတ်ကဲ့ပါကဲဝင်လာမယ်ဘယ်ရရောက်ကုန်လဲလက်မမနေရသေးလက်မလေးနှိပ်ထားမယ်နော်ဂယူးဆိုင်ကြပါလို့ပြောချင်ပါတယ်နော်နေဘူးလေးထွက်မယ်ဆိုတော့ဟိုပါလေးရှိရင်အိစားလေးပေါ်လာရင်ထီးရဲ့အုတ်ထုတ်ကယ်လေးတွေကိုစောင်းပေးပါကဲဝင်လာမျိုးတွေဝင်လာမယ်မျိုးတွေဝင်လာမယ်ဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေအားလုံးပဲဝင်လာမယ်ကဲလက်မမနေရသေးလက်မလေးနှိပ်ထားမယ်နော် share တဲ့လူကဒီဗီဒီယိုလေးကို share လို့ရနိုင်မှာ share ပေးပါမျှဝေလို့ရနိုင်မျှဝေပေးကြပါကိုလင်းကိုချစ်တယ်ကိုလုံးအားပေးတယ်ဆိုရင်လက်မလေးတယောက်ချက်စီနှိပ်ထားမယ်နော်လက်မလေးတယောက်ချက်စီနှိပ်ထားမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေအားလုံးပဲလက်မလေးမနေရသေးလက်မလေးနှိပ်ထားမယ်အေးရဖြေးပါဦးနဲ့ညနေကိုပေးပါအောင်သားရေးတယ်ဟုတ်ကဲ့ပါကဲဝင်လာမယ်ပြောသေးဘူးလားပြောပါအေးဆေးပေါ့ဘလို့ဖြစ်တာလဲအေးဆေးပေါ့ဒုက္ခဆိုင်နဲ့ဘလို့ကြီးမြင်ထွေးလိုက်ကျင်းလိုက်လို့တယ်ပြောက်ပါရဲ့သားရေးဟုတ်ကဲ့ပါအဖောက်တာကြာပြီးတဲ့ပေါက်ရှင်ပါလေဟုတ်ကဲ့ပါဟုတ်တယ်တဲ့ပါရောက်နေတယ်ဟုတ်ရင်မဟုတ်ပါဘူးမြင်နေအပေးနဲ့မတွေ့ရလို့ပြောနေမောင်လေးဟုတ်ကဲ့ပါကျွန်တော်ဒီတစ်ပတ်
ပန်ကာတန်နဲ့ဟုတ်တယ်ပန်ကာရဲ့ရှေ့တွေဘေးတွေအကုန်ဖွင့်ထားတယ်နော်ပန်ကာတွေပဲအားကိုးရမှာဒီချိန်မှာနော်ပြီးမလားဘူးကဲကျေးဇူးလေး3000ပြည့်အောင်ဝင်လာခဲ့ကျွန်တော်3000ပြည့်ရနဲ့ပြောလိုက်မယ်နော်3000ပြည့်အောင်တော့ဝင်လာခဲ့ပေးပါနော်2900ဖြစ်သွားပြီနော်နောက်ထပ်လူလေး300ကျော်လောက်ဝင်လာရပြီကဲဝင်လာမယ်ကျွန်တော်ရဲ့ဘောစီမိတ်ဆွေတွေခုလင်းမတွေ့လို့နေမကောင်းလားဟုတ်ကဲ့ပါကျွန်တော်နေမကောင်းလို့ပါဗျာကီးမို့တောက်ပါဟုတ်ကဲ့အဖေနေပါလေလိုင်းမကောင်းဘူးတဲ့ကလောကနေအဖေနေပါလေဟုတ်ကဲ့ပါနေရာချင်းလဲကြမလားကလောကလူတွေဟောကလောကလူတွေ AI တိုင်းနဲ့နေရာချင်းလဲမယ်ဗျာနော်ကျွန်တော် AI တိုင်းအခုရမ်းပူနေတယ်နေပြင်းနေနေရာတိုင်းမဟုတ်ပါဘူးရန်ကုန်ကုန်ပူတာတိုင်းနေစောင့်နေတယ်လို့ယူဆိုင်ကြပါဗျာလက်မလေးရတဲ့လက်မလေးနှိပ်ထားမယ်နော်ရန်ကုန်မှာလည်းရမ်းပူတယ်ဟုတ်ကဲ့ပါဟုတ်တယ်ရန်ကုန်မှာရမ်းပူပဲဝင်လာမယ်ထိုင်းနေအကုန်ပူတယ်တဲ့ကားစင်းပစိုးကောင်းမှုခြုံပြီးကြည့်နေတယ်တဲ့ဖုန်းတော့ပူလာပြီဆရာကြီးတဲ့ကားစင်းပစိုးကောင်းမှုခြုံပြီးကြည့်နေတာတဲ့ဖုန်းတော့ပူလာပြီဆရာကြီးတဲ့ပြောချင်တာကကားထဲမှာအရင်အေးနေတယ်ဗောပစိုးတော့ကောင်းမှုခြုံကြည့်နေရဆိုလိုပဲဒါကြောင့်အာဒီရောင်းနေပြီတဲ့ဟုတ်ကဲ့ပါနဲ့ရောင်မွတ်ပါနဲ့တဲ့နဲ့ရောင်လည်းမွတ်ဘူးအဖြူအောင်လည်းမွတ်ဘူးကိုယ်တလုံးပဲနေတယ်အိမ်မှာဟောဒါအလုံးလို့ခဏဆွတ်လိုက်တာကိုယ်တလုံးပဲနေတယ်သွားရှုပ်လို့မနေ့ကကျွန်တော်ရန်ကုန်မနေ့ကရန်ကုန်ကျွန်တော်ရောက်တယ်နေချင်းပြန်ပေါ့ဗျာစနေနေ့ကပြန်စနေနေ့ကကျွန်တော်လာတယ်ရန်ကုန်စနေနေ့ကနေနေချင်းပြန်တော့ဖြစ်တယ်စနေနေ့ကကျွန်တော်လာတယ်စနေနေ့နေကလောက်ကကျွန်တော်ထွက်လာတယ်ဘဝနေမောင်းလာကိုရုံးလုံးနဲ့သွားရှုပ်လို့ကားမှာကိုရုံးနဲ့မောင်းလာနော်ကိုရုံးနဲ့မောင်းလာတယ်ပြန်တော့လဲကိုရုံးနဲ့မောင်းသွားတယ်သွားရှုပ်လို့နော်ဥတယ်လေဟုတ်တယ်မလားကဲလက်မမနေရသေးလက်မလေးနှိပ်ထားမယ်နော်လက်မမနေရသေးလက်မလေးနှိပ်ထားမယ်ကဲ3000ပြည့်တော့မယ်2900 900ဖြစ်သွားပြီနောက်ထပ်လူလေး100လောက်ဝင်လာရပြီကိုလင်းစိတ်မဆိုးနဲ့တဲ့။ဘာပြောပါမလို့ရမယ်ကိုလင်းစိတ်မဆိုးနဲ့အိမ်ကမိမတောင်ကိုယူမဆိုင်ဘူးတဲ့။အိမ်ကမိမတောင်ကိုယူမဆိုင်ဘူးတဲ့။ဘာပြောနေအိမ်တော်ပြောကိုကဲဝင်လာမယ်ဗျာဝင်လာမယ်ကွန်ဖြတ်လက်စားနဲ့ဖြတ်ပါကွန်ဖြတ်ကျွန်တော်ကတခုတော့မလုပ်ဘဲမနေနိုင်ဘူးကွန်ဖြတ်တခုတော့ဖိတ်စီပါရေးတောက်မယ်စလိတ်တော့မတောက်ချင်ဘူးဖိတ်လောက်ကိုတော့တောက်မယ်ကိုတော့ဖြတ်ဖို့စဉ်းစားနေပါတယ်နော်ကိုဖြတ်ဖို့စဉ်းစားနေပါတယ်ကိုကအိမ်အဖြူတွေပဲဝတ်တာအရန်သဘောကျတယ်ကွန်းစားတော့အဆင်မပြေဘူးနော်ကိုတော့ short စားဖို့စဉ်းစားလာပါပြီဒီနေ့နဲ့ဖြတ်နိုင်အောင်ကြိုးစားပါမယ်ကောင်းဝင်းမပူချင်းချင်းတောက်ပါတဲ့ဟုတ်ကဲ့ပါထိတ်စီလေးပေးပါဦးနဲ့ကျွန်တော်လည်းပြန်ပေးပါထိတ်စီလေးပါရရင်နော်ရှောက်ပြောနေတာလိုင်းမော်ဒီမှာထိတ်စီပေးတာရှောက်ပြောနေတာနော်မနက်ပိုင်းသုံးလုံးထိတ်စီဟိုမနက်ပိုင်းဟိုပြောမဲ့ဆိုဘယ်သူမှအတိအကျမသိပါဘူးဗျာနော်ဘယ်သူမှအတိအကျမသိကြပါဘူးနော်ဟိုထိတ်စီတွေလာမယ်လို့ရှောက်ထင်တာရှောက်မှန်းကျင်နေပြောတာဘယ်သူမှထိတ်စီဆိုတာမသိဘူးကိုတလုံးဒီ site တွေမှာပေးတယ်ထိတ်စီပုံစံမျိုးကြားနေတယ်ဆိုရင်ကိုတီးပြီးလိုက်ကြည့်လိုက်ထိတ်စီမလာတော့ဘူးအထုံးစံနေပဲဖြတ်တော့မဖြတ်ပါဘူးဗျာကွန်းနည်းနည်းတော့ short စားမယ်ကျွန်တော်ကွန်းဆိုတော့စားရတဲ့ထဲမှာကျွန်တော်ပါတယ်နော်ကွန်းတကယ်ကျွန်တော်ဒီနေ့ကိုတကယ်စားရင်1000လောက်ကတော့ကျင်းနေကုန်တယ်နော်1000ကျော်ဖို့1000လောက်1000ကျော်1000ကတော့အောက်ထစ်ပဲအများတန်းကုန်တယ်ဒါပေမဲ့ကောင်းတဲ့လုံးမဟုတ်ဘူးလေဒါဂုံစရာကိစ္စမဟုတ်ဘူးနော်ရက်တော့မတော့ပါဘူးဗျာ
ရက်ကတော့ဒီရက်ကတော့တောက်ဖို့အစီအစဉ်မရှိတော့ဘူးတော်ပြီလေလုတ်ခဲ့ပြီးသွားပြီဒါတွေကနော်တော်ပြီကိုလင်းနေမကောင်းတော့မှတမားတော့တမားတော့ဈေးဝါးပေါင်းစုံအကုန်သိရတယ်ဟုတ်ကဲ့ပါကျွန်တော်အခုလို့ချစ်ပြီးတော့ view site ပေးကြတဲ့လူတွေအားလုံးအတွက်ကျေးဇူးတင်ပါတယ်ကိုဆိုင်တွေ့တော့ရင်အကြံကောင်းထွက်တပါတယ်ဗျာချတာတော့ပါနည်း short တော့စားမယ်ဗျာဒီပြင်းနေတော့ဖြတ်နိုင်အောင်ကြိုးစားမယ် short တော့စားမယ်ကိုကရင်တော့မစားတတ်ဘူးကျွန်တော်တကယ်ချင်းတွေစားတယ်တကယ်ချင်းဆိုတကယ်ချင်း4ယောက်မှ2ယောက်စားတယ်2ယောက်စားတယ်နောက်တစ်ခုကိုကတိုင်ပိုင်ရှင်ကလည်းသူကကိုကတိုင်ပိုင်ရှင်အတိကျွန်တော်တို့တော့ကြီးရပေါ့အဲ့အကိုကဒါကျွန်တော်နဲ့လည်းပေါ်တာလုံးနေတာပဲသူကကြတော့ကျွန်တော်ဟိုဒါသူ့ရှိကကိုကတိုင်သွားရင်ဟိုဆေးမပါတာဆိုင်းနဲ့စားတတ်သွားတာပေါ့အဓိကအဲ့ဒါပါနော်ကဲဝင်လာမမျိုးလေခဏပေးလေကွာတဲ့ဟုတ်ကဲ့ပါလိုချင်စောက်ပါခမနော်ကျွန်တော်ပေးရင်တဲ့အချိန်မှာပေးမယ်စားရနော်ပေးမယ်နော်စားတာမင်းကလည်းအာနာကြီးလေတန်ကြီးတွေရှော့ပြောနော်လေတန်လေးနည်းနည်းရှော့ပြောမင်းကလည်းပေးလေကွာတော့မပေးလေကွာတော့မလုပ်ပါနဲ့နော်ဘလို့ဖြစ်တာလဲအေးစေးပေါ့လာပါလေသားဟုတ်ကဲ့ပါမနက်ကရလိုက်လားကိုတဲ့ဒီပေးပါအောင်တော့ကိုတဲ့မုံရမှာ42ဒီဂရီတဲ့ကျွန်တော်ပြောတာပါဘလို့ပဲဖြစ်နော်မနေ့ကညနေက4နာရီဝဲလောက်မှရန်ကုန်မှာမိုးရွာတယ်ကွက်ကြားမိုးပါတော်တော်တက်မဲရွာတာနော်ကွက်ကြားမိုးတော့ရွာတယ်နော်ကျွန်တော်နေရာတော့မဟုတ်ဘူးရန်ကုန်ရဲ့တချို့နေရာမှာမင်္ဂလာကိုလင်းရေးတဲ့စိတ်လိုလိုက်လို့စားမိတာတော့သိမှန်တာပေါ့ဗျာကွန်ဆာရာနဲ့မဆိုင်ပါဟုတ်တယ်ကွန်ဆာရာနဲ့ဘာမှမဆိုင်အခုကကိုအပူကန်တာပါဗျာကွန်နဲ့မဆိုင်ပါဘူးဒါပေမဲ့ပူကန်တဲ့အချိန်မှာကွန်တော့နားထားတာပေါ့အနောက်ရမှာထုံးနေပါထိရင်တော့ကြအနာပါညာဖြစ်တတ်တယ်လေကဲဝလာမျိုးတွေမရိယာကြာရီကိုလင်းရေးတယ်ဟုတ်ကဲ့ပါနန်းဆန်မှာမိုးတီးပါတဲ့ဟုတ်ကဲ့ပါမိုးလိုက်လေကြောက်တယ်တဲ့ဟုတ်တယ်တတူတွေကြိုက်တယ်ဗျာတတူတွေမကြိုက်နဲ့နားတယ်ပတ်စံကုန်နဲ့နားတယ်မကြိုက်နဲ့ဘာမှမဟုတ်အဲ့ဒါဘယ်လိုပြောရမလဲဆရာကျော်တက်ရွယ်တော့ယူသွတ်ခဲ့တဲ့အရာတွေတို့အသက်30 40လောက်ဆိုရင်ဒါတွေကဘာမှမဟုတ်နော်မရှိခင်တာရှိကျင်တာလူတဘာဝထိုးပြီးသွားရင်မလို့ကျင်တော့ဘူးထွတ်လိုက်စမ်းပါွားတဲ့မိုးကိုမကိုးမိုးတွေတဲ့ဟုတ်ကဲ့ပါကဲဝင်လာမယ်ဘယ်တွေရောက်ကုန်လဲအကြီးပြောရေစောတောက်မကြီးပြောရေစောတောက်ကိုလင်းနေဟုတ်ကဲ့ပါစင်းကြီးတော့ဆုံးနေပြီနော်အခုလိုချစ်ပေးပြီးတော့ကျွန်တော်ဟိုဂီယူဆိုင်လေးတွေပြောပေးကြတဲ့အတွက်ထောက်မှန်ပါကျေးဇူးတင်ပါတယ်တတူးကသွားမစားနဲ့ဆွဲရအောင်တိတ်မှန်တာပေါ့တတူးဆိုတာသွားမစားနဲ့ဆွဲသွားတယ်ကျွန်တော်တတူးရင်တော့စားထိုးတာဒီလေဘင်းကကျဲကျွန်တော်ခန္ဓာကိုယ်မှာလေဘင်းကကျဲပြီးတော့ကျွန်တော်မေပေါ်နော်တတူးကထိုးမခံဘူးလေဒီကျဲကိုခိုးထိုးတယ်အမေသိမှဆိုလို့ခိုးထိုးပြီးတော့မေကျွန်တော်တတူးထိုးခြင်းနဲ့အမေပါတော့ပုံတူတွေစားပြီးခစ်စားပြီးတော့တိလာခြင်းပေါ့အမေပုံထိုးခြင်းလို့ပါဆိုရင်အမေကိုဖမ်းချုပ်လိုက်တာသူ့ဘမေကိုဒါကိုမေကိုချစ်လို့ကျွန်တော်ပုံထိုးထားမေပုံထိုးထားခြင်းလို့ဘာလို့နဲ့ချုပ်လိုက်ပြီးတော့အဲ့ဒီကထိုးချိုက်တာကိုတတူးကပြည့်သွားနော်တတူးကဆွဲပါတယ်ဟုတ်ပါတယ်တကွက်ထဲလို့ချင်း4နာရီနဲ့30ကိုစောင့်နေဒါပဲမှန်ပဲကဲစမယ်ဗျာနော်စလိုက်မယ်ဥစ္စာပထမအနေနဲ့ထူးထီလက်ကင်းလင်း channel ရနေပြီးကိုယ်ကအားလုံးပြန်လည်ပြီးတော့နှွေးတော့ကြိုဆိုလိုက်ပါတယ်နောက်တစ်ခုကလည်းကိုလင်းရဲ့ channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးရင် channel လေးကို subscribe နေပြီးတာပါနေပြီးသားကိုရီမတွေကလည်းဒီဗီဒီယိုလေးကိုထူးထီနဲ့ပတ်သက်တဲ့နေရာမှာ share လို့ရတဲ့မှာ share ပေးပါမျှဝေလို့ရတဲ့မျှဝေပေးကြပါကိုလင်းကိုချစ်တဲ့ကိုလင်းအားပေးတော့ဆိုလက်မလေးတယောက်တစ်ချက်စီနှိပ်ပေးထားမယ်နော်လက်မလေးဖုံးရဲ့မှန်လေးကို3-4ချက်လောက်တောက်လိုက်လက်မနေပြီးသားဖြစ်သွားပါလိမ့်မယ်နောက်တစ်ခုပြောချင်တာကနောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့နောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့ကျွန်တော်ဟိုဒါအားပေးနေတဲ့သူတွေကျွန်တော်သိတဲ့သူတွေကျွန်တော်ဗီဒီယိုမြင်လိုက်တဲ့သူမှန်သမျှအပြင်ကိုထွက်မယ်ဆိုတဲ့အလုပ်တကယ်ရှိတဲ့လူတွေကထွက်မယ်ဆိုရင်အုတ်ထုတ်သွမဟုတ်ထီးလေးတွေစောင်းပေးပါအင်ကြီးကိုလုံးဝဒါဖလန်တယ်လို့ပါတော့နောက်ပြီးဂျင်းကောင်းတယ်နော်ဂျင်းအရန်ကောင်းတယ်နေဘူးတဲ့သွားရင်ခန္ဓာကိုယ်အသားကိုမတိုးဘူးအဲ့ဒါလေးဝစ်ပြီးပါအုတ်ထုတ်သွမဟုတ်ထီးခမောက်စောင်းပေးပါခေါင်းမြောင်နဲ့မသွားကြပါနဲ့
ဘာကြောင့်လဲဆိုတော့တော်တော်ပူတယ်ခရမ်းလွန်ရောင်ကြီးကမကောင်းတော့အဲ့ဒါလေးဥစွာပထမနေပြောချင်ပါတယ်ကောင်းတော့တော့အိမ်ထဲနေနိုင်လို့ရတဲ့လူတွေကတော့အိမ်ထဲနေတာအကောင်းဆုံးပါပဲအိမ်ထဲမှာလည်းအေးတဲ့နေရာမှာနေကြပါအဲ့ဒါလေးဥစွာပထမနေနဲ့ကျွန်တော်ချစ်တဲ့သူတွေအတွက်ကျွန်တော်သတိပေးတာပါဆရာလုပ်တာမဟုတ်ပါဘူးเนาะဟုတ်ပြီလားခယူးဆိုင်ကြပါเนาะကဲကျွန်တော်အဲ့ဒါမပြောနှလုံးဒီထဲမပြောခင်ချဲကနန်းအတွဲလေးရင်ပြောမယ်เนาะကျွန်တော်ချဲကနန်းတော့ဒါကျွန်တော်ကြိုးစားထားမှုကကြိုးစားထားတာလေးပေါ့ဗျာနော်ဒါကြိုးစားထားတာလေးပေါ့ဟိုအရင်လိုကျွန်တော်တစ်ခွက်နှစ်ခွက်ပေးတဲ့သူကျွန်တော်အတိမိတ်ဆွေအန်ဒီရှိရလို့ရှိရင်တော့ကျွန်တော်ပေးပေးမယ်နော်ဒါ28ရက်ပဲရှိသေးတယ်နော်ရရင်တော့ကျွန်တော်ချဲကနန်းပေးပေးပါမယ်ဒါပေမဲ့အခုအတွဲလေးကတော့ကို့မှာတစ်လုံးပိုင်ရှင်ကတ်ထိုးကြီးပေါ့ဗျာချဲကနန်းအတွဲလေးရထားတယ်နော်ချဲကနန်းအတွဲလေးကျွန်တော်ပြောပေးပါမယ်ကြာရင်တော့3ကြီးပါနော်မကြာရင်တော့မသုံးပါနဲ့နော်မကြာရင်တော့မသုံးပါနဲ့ဟုတ်ပြီလားနော်ကဲအတွဲပါတဲ့နှစ်သုံးရှိပြီနေမကောင်းလားကိုလည်းအော်မတွေ့ပါမတွေ့တာနှစ်သုံးရရှိမှာဟုတ်တယ်နေသိမကောင်းလို့ပါဗျနော်ကဲချဲကနန်းအတွဲလေးရတော့6လေးအတွဲဖြစ်ပါတယ်နော်6လေးအတွဲနော်ချဲကနန်းဝဲဥမာ6လေး3လို့ပါ6လေး5လို့ထွက်မယ်ဆိုရင်ကျွန်တော်6လေးနှလုံးကိုတော့ကျွန်တော်ကြိုးစားထားတယ်ပေါ့ဗျာကြားမလားတော့ကြိုးစားထားတယ်အတွဲလေးပေါ့နော်နောက်တစ်လုံးတော့ကိုပေါ့ကိုရှာကြကြည့်ပြီးကြိုးစားထိုးကြည့်ပေါ့နော်6လေးအတွဲပါ 3D နော်အဖွဲ့ဝင်မခေါ်တာလားဟုတ်ကဲ့အဖွဲ့ဝင်မခေါ်တာပါဗျကျွန်တော်နောက်တစ်ဘက်မှာခေါ်ပြမယ်ဒီဘက်ကကျွန်တော်ကျမ်းမိုင်မကောင်းလို့ပါနော်6လေးအတွဲပါချဲကနန်း6လေးအတွဲ 3D 6လေးအတွဲနော်ကို့မှာတစ်လုံးမိုင်တော့ကိုပေါ့ကိုရှာပြီးကန်ဆန်းကြည့်နော်ကျွန်တော်လည်းမရှာသေးဘူးတစ်လုံးကတ်မဲ့ဟာတော့6လေးအတွဲလေးတော့ရထားတယ်နော်အဲ့ဒါလေးတော့ကြိုးစားကြည့်နော်6လေးအတွဲပါရန်လွမ်းနေတဲ့သတိမှမရတာပေါ့ခိုင်းဖိုင်ရပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်6လေးအတွဲပါ 3D ကျိုင်းနေတဲ့ယူသုံးပါမကြိုင်းမသုံးပါနဲ့6လေးအတွဲပါနော်6လေးအတွဲပါโอเคပဲနော်6လေးအတွဲပါကဲအဲ့ဒါပြီးကျွန်တော်နှလုံးဒီလေးသွားမယ်နော်နှလုံးဒီလေးသွားမယ်နော်ကျွန်တော်ဗုဒ္ဓဥမကျော်ပတိလေးတစ်လုံးထုတ်ထားပါတယ်နော်ဒီတခါတော့ပတိဆိုတဲ့အကြောင်းပြောမယ်နော်ပတိဆိုတာလူတိုင်းထုတ်တတ်သလိုကျွန်တော်တို့ဒီပေးနေတဲ့ကဏ္ဍကောင်တွေမှာထုတ်နေကြဒါပေမဲ့ site ဆိုတာရှိတယ်တစ် site နဲ့တစ် site တော့မတူအခုကနှလုံးဒီမှာ site တွေအကုန်ပြတ်နေတယ် site တွေအကုန်ပြတ်နေတယ်မူတွေပြတ်နေတယ်ဒါအဲဒါကြောင့်ကျွန်တော်အခုဟိုးစားပါလဲဗရိတ်တွေပါပြီးတော့ကျွန်တော်ရရနဲ့ပေးပေးပါမယ်အခုလောလောဆယ်တော့ကျွန်တော်ဗုဒ္ဓဥမကျော်နှစ်ပတ်သေးပါနော်အဖောက်ဝင်မခေါ်ဘူးနော်ကျွန်တော်ဒီကနေပဲအလားလုပ်ပေးရကျန်းနေတဲ့လိုက်မွေးပါနှစ်ပတ်သေးပါနော်နှစ်ပိုင်နဲ့နော်နှစ်ပိုင်နဲ့ကိုကျွန်တော်ကနှစ်နဲ့ပတ်သက်တဲ့တင်ကွက်ကလေးကျွန်တော်ထုတ်ထားတာလေးပြောပေးမယ်နော်20ရဲ့နှစ်ကဲနှစ်ခွန်ရဲ့နော်ဗုဒ္ဓမကျော်နှစ်ပတ်သေးနှစ်ပတ်သေးမှာကျွန်တော်ကပတ်သေးထဲမှာကျွန်တော်တင်ကွက်အနေနဲ့ရတော့20ရဲ့နှစ်ကဲနှစ်ခွန်ရဲ့နော်20ရဲ့နှစ်ကဲနှစ်ခွန်ရဲ့နှစ်ပတ်သေးပါနော်ဇာတုပတ်တိကတော့နှစ်ပါနော်ဇာတုပတ်တိကတော့နှစ်ပါနှစ်နဲ့ပတ်သက်တဲ့တင်ကွက်လို့သိချင်တဲ့သူတွေကရှေ့တစ်ဘက်ကကျွန်တော်မပေးဘူးဒီဘက်ပေးတယ်နော်တင်ကွက်ကတော့20ရဲ့နှစ်ကဲနှစ်ခွန်ရဲ့ပါနော်10ပြည့်အပူပါဝါနော်20နှစ်ခွန်နော်20နှစ်ခွန်မှာဒါနှစ်ပတ်တိနဲ့ဗုဒ္ဓဥမကျော်နော်ကျန်နေတဲ့လိုက်ဆော့ပေးပါနော်လုံးဝရှယ်လောက်ထားတယ်နော်အဲ့နှစ်ပါဗုဒ္ဓဥမကျော်ကြောက်ကြပေးရမယ်ဟုတ်ပြီလားကြည့်လိုက်နော်ဗုဒ္ဓတော့မရောက်တော့ပါဘူးနော်ဟုတ်ပြီလားနော်အဲ့ဒါကြောင့်ကြာရင်စောမယ်နောက်ပြီးတော့အဲ့ဒါပြီးရင်ကျွန်တော်မွေးကနန်းပေးမယ်မွေးကနန်းတော့ဒါကျွန်တော်ဒီတစ်ပတ်ထဲမှာမွေးစေခြင်းနဲ့မွေးကနန်းပေါ့နော်မွေးကနန်းနှစ်ကွက်ရှိတယ်ကြာနေတဲ့လိုက်စောပါမကြရင်မစောနဲ့အလကားပေးတာအဖွဲ့ဝင်လည်းမခေါ်ဘူးအလကားပေးတာနှစ်ပတ်ရှိပြီနော်ကြာနေတဲ့လိုက်စောကြည့်ပါနော်မကြရင်တော့မစောပါနဲ့နော်ကိုလင်းကျမရတာနဲ့အတူတူပဲတဲ့ဟုတ်ကဲ့ပါ20ရဲ့နှစ်ကဲနှစ်ခွန်ရဲ့နှစ်ပတ်တည်နော်ကဲအဲ့ဒါပြီးကျွန်တော်မွေးကနန်းနှစ်ကွက်ပြောမယ်ကျန်နေတဲ့လိုက်မွေးကြည့်ပါဒီဘက်မှာနော်အဲ့ဒါလေးက20ရဲ့30နော်20ရဲ့30နော်ဒါကတော့မွေးကနန်းမှာကျန်နေတဲ့တော့လိုက်မွေးကြည့်လိုက်နော်မွေးကနန်းနှစ်ပုတ်မွေးကနန်း
နော်မွေးကနန်းနှစ်ကွက်ကတော့20နဲ့30မွေးကြီးပေါ့ဗျာဒီဘက်နော်ဒါကျွန်တော်ရထားတဲ့မွေးကနန်းနှစ်ကွက်ပါ20ရဲ့30ရဲ့နော်20ရဲ့30ရဲ့ဒါတော့မွေးကနန်းနှစ်ကွက်ပါနော်20ရဲ့30ရဲ့မွေးကနန်းနှစ်ကွက်โอเคပြီနော်20နဲ့30မွေးကနန်းနှစ်ကွက်ဖြစ်ပါတယ်ကဲအဲ့ဒါပြီးနော်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီတနင်္လာနေ့ညနေ4နာရီခွဲတဲ့ကျွန်တော်ဝမ်းချင်းလေးပြောမယ်နော်တနင်္လာနေ့ညနေ4နာရီခွဲတဲ့ကျွန်တော်ဝမ်းချင်းလေးပြောမယ်နော်တနင်္လာနေ့ညနေ4နာရီခွဲတဲ့ဝမ်းချင်းလေးနဲ့အောက်ကွက်ကလေးပြောမယ်ပြီးရင်ကျွန်တော်ကြိုက်တင်ကွက်ကလေးပြောပေးမယ်နော်ကျွန်တော်ဝမ်းချင်းလေးနဲ့အောက်ကွက်ကလေးပြောမယ်ပြီးရင်ကျွန်တော်ကြိုက်တင်ကွက်ကလေးပြောပေးမယ်နော်ကဲတနင်္လာနေ့ညနေကျွန်တော်ရဲ့ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်တနင်္လာနေ့ညနေ4နာရီခွဲအတွက်ကျွန်တော်ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်တနင်္လာနေ့ညနေ4နာရီခွဲတဲ့နေ့တိုင်းနော်တနင်္လာညနေ4နာရီခွဲတဲ့ကျွန်တော်ဝမ်းချင်းလေးကတော့16ဝမ်းချင်းဖြစ်ပါတယ်နော်16ဝမ်းချင်းဖြစ်ပါတယ်16ဝမ်းချင်းဖြစ်ပါတယ်ကဲလက်မမနေရသေးလက်မလေးနှိပ်ထားကြအောင်နော်16ဝမ်းချင်းဖြစ်ပါတယ်16ဝမ်းချင်းဖြစ်ပါတယ်ဝင်လာမယ်နော်လက်မမနေရသေးလက်မလေးနှိပ်ထားမယ်16ဝမ်းချင်းဖြစ်ပါတယ်မနက်ကကျွန်တော်လိုင်းမလင်းလို့ကျွန်တော်မနက်ကဝမ်းချင်းက4-5ဝမ်းချင်းနော်မနက်ကကျွန်တော်ဝမ်းချင်းက4-5ဝမ်းချင်းကျွန်တော်စာလေးနဲ့တော့ရေးတင်ထားတယ်4-5ဝမ်းချင်းတော့ထည့်မကြည့်လိုက်ဘူးကျွန်တော်ကြိုက်တင်ခွက်အမှ40နဲ့တင်5ပေးထားတယ်ကြည့်လိုက်4-5ဝမ်းချင်းမနက်ကနော်မနက်ကဒါဝမ်းချင်းကျွန်တော်ညလိုင်းမလင်းပြလို့မှန်းတယ်နော်မှန်းတယ်ဒါမဲ့ဒီညနေကိုကျွန်တော်ဝမ်းချင်းက16ဝမ်းချင်းနော်မနက်က4-5ဝမ်းချင်းက3-5ဆိုပြီးထွက်တယ်ဒီညနေကတော့16ဝမ်းချင်းနော်16ဝမ်းချင်းနော်16ဝမ်းချင်းနော်ကဲလက်မမလေးနဲ့လက်မလေးနှိပ်ထားမယ်နော်16ဝမ်းချင်းဖြစ်ပါတယ်နော်16ဝမ်းချင်းနော်မနက်ကတင်ခွက်ကတော့45နဲ့40နဲ့15 3-5ဆိုပြီးထွက်သွားတယ်နော်ကျွန်တော်အကြိုက်တင်ခွက်တွေက crossing ရိုက်ပြီးထွက်တယ်နော်နော်ကဲအဲ့ဒါကြောင့်ကျွန်တော်ဒီညနေကျွန်တော်ဝမ်းချင်းလေးကတော့16ဝမ်းချင်း16ဝမ်းချင်းမှာကျွန်တော်ရွေးချယ်ထားတဲ့ကဏ္ဍလေးက1နဲ့ပတ်သက်တာလေးကတော့1နှစ်1 4 1ခွန်1 9ပါနော်1ပတ်သီးရဲ့ဩကပါ1နှစ်1 4 1ခွန်1 9ပါနော်1နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကတော့နော်1နှစ်1 4 1ခွန်1 9နော်1နဲ့ပတ်သက်တဲ့ဩကွက်ကလေးကတော့1နှစ်က1 4ရဲ့1ခွန်ရဲ့1 9ရဲ့နော်1နှစ်1 4 1ခွန်1 9နော်1ပတ်သီးရဲ့ဩကွက်ပါ1နှစ်1 4 1ခွန်1 9လက်မမနေရရင်လက်မလေးနှိပ်ထား1နဲ့ပတ်သက်တဲ့ဩကွက်က1နှစ်1 4 1ခွန်1 9ဒါကျွန်တော်1နဲ့ပတ်သက်ပြီးကျွန်တော်ကြိုက်တဲ့ဟာလေးကပ်ပေးထားတာပါပြီးရင်ကျွန်တော်ကြိုက်တင်ကွက်ပြောမယ်နော်1နှစ်1 4 1ခွန်1 9နော်1နှစ်1 4 1ခွန်1 9နော်ပြီးတော့6နဲ့ပတ်သက်တာကတော့6နှစ်နော်1နဲ့ပတ်သက်တာကတော့6နှစ်က6 4ရဲ့6ခွန်ရဲ့6 9ရဲ့နော်ကဲအဲ့ဒါပြီးကျွန်တော်ကြိုက်တင်ကွက်ပြောမယ်နော်ထွက်မသွားနဲ့အရေးကြီးရဲ့တင်ကွက်မနေ့ကတော့ငါ40နဲ့တင်5ပေးတာ50ဆိုပြီး crossing ရိုက်ထွက်တယ်နော်ဟုတ်ပြီလားနော်1နှစ်1 4 1ခွန်1 9 16ဝမ်းချင်းမှာကျွန်တော်ရေးချက်ပေးတာကဏ္ဍဟာ1နှစ်1 4 1ခွန်1 9 6နဲ့ပတ်သက်တာကတော့6နှစ်6 4 6ခွန်6 9နော်6နှစ်6 4 6ခွန်6 9ကဲကျွန်တော်ချက်တင်ကွက်ပြောမယ်တင်းနဲ့ပတ်သက်တဲ့တကွက်ကောင်းနော်တင်းနဲ့ပတ်သက်တဲ့တကွက်ကောင်း6နဲ့ပတ်သက်တဲ့တကွက်ကောင်း6နှစ်ကြိုက်ဆုံးပါတဲ့တင်းနှစ်ကြိုက်တယ်ကဲ9000လေးပြည့်ဝင်လာခဲ့4900နဲ့900ကျော်သွားပြီနောက်ထပ်လူလေးနော်ငါပြ9000တော့ကျော်ထွက်သွားပြီကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ဗျနက်ကမတူကိုလင်းအပေးနေပါကျွန်တော်စာလေးနဲ့ရေးပြီးပြတင်တယ်ညလိုက်မလွင့်ဘူးเนาะကျွန်တော်ဒီညတော့ပုံမှန်ပြန်လိုက်လွင့်ပြီမယ်เนาะဟုတ်ပြီလားเนาะကဲကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်ဗျာเนาะကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်အဲ့ဒါလေးကဒီညနေကျွန်တော်ကြိုက်တင်ကွက်ကလေးရတော့เนาะကျွန်တော်ကြိုက်တင်ကွက်ကလေးပြောမယ်เนาะကဲဘာဖြစ်မဲ့တင်လဲမန်းကြီးစမ်းဗျာ1နဲ့ပတ်သက်တဲ့တကွက်ကောင်း6နဲ့ပတ်သက်တဲ့တကွက်ကောင်းဘာဖြစ်မဲ့တင်လဲမန်းကြီးစမ်းအကြိုက်တူလားလို့မန်းကြီးပါဦး1ခွန်ရဲ့6နှစ်ကဲတဲ့
မှားတယ်ခင်ဗျာမှားတယ်နော်မှားတယ်တက်ခွန်6နှစ်မဟုတ်ပါဘူးမန်းကြည့်ပါဦးတစ်ချက်လောက်6တက်ခဲ့6 9ရယ်မှားတယ်6လေးကြိုက်တယ်ကောင်းလား1နှစ်နဲ့6လေးတယ်မှားတာပဲနော်1နဲ့ပတ်သက်တဲ့တကွက်ကောင်း6နဲ့ပတ်သက်တဲ့တကွက်ကောင်းမှန်အောင်ပြောကြည့်အကြိုက်တူလားတစ်ချက်လောက်မှန်းကြည့်ဗျာ1 4နဲ့4 6တဲ့1နှစ်နဲ့6 9တဲ့အဲ့တော့လူတွေအများကြီးနော်လူ9000ကျော်လောက်ဒါလိုက်ကြည့်နေတဲ့အချိန်မှာကျွန်တော်အကြိုက်တူတယ်လို့မတွေ့သေးဘူးနော်1နှစ်နဲ့6နှစ်တဲ့မှားသေးတာပဲတခုပဲအောင်လို့ပြရမှာ1နဲ့ပတ်သက်တာတူရင်6နဲ့ပတ်သက်တာမတူဘူး6နဲ့ပတ်သက်တာတူရင်1နဲ့ပတ်သက်တာမတူဘူးဖြစ်နေနော်1နှစ်နဲ့6 9တဲ့30ပါတဲ့1 9တဲ့1နှစ်နဲ့5 6တဲ့30နဲ့6 4တဲ့ကဲကျွန်တော်ပြောပြပါမယ်နော်ပြောပြပါမယ်နေလဲရမ်းပူတယ်နော်ပြောချင်တာကျွန်တော်ကြိုက်တင်ခွက်ကလေးနော်ကျွန်တော်ကြိုက်တင်ခွက်လေးမပြောခင်ကျွန်တော်ဒီည9နာရီထိုးလိုက်ပြန်လွှင့်ပြီမယ်နော်ပုံမှန်နော်9နာရီထိုးကျွန်တော်လိုက်ပြန်လွှင့်ပြီမယ်ကျွန်တော်လိုက်လွှင့်ရင်ညဆိုရင်9နာရီနေခင်းဆို1နာရီနော်အဲ့ဒါလေးလည်းပြန်မှတ်ပေးထားကြပါဦးနော်ဟိုရက်ကကျွန်တော်ကျမ်းမိုင်မကောင်းလို့လိုက်မလွှင့်တာပါနော်အခုဒီညစပြီးတော့9နာရီထိုးလွှင့်မယ်နေခင်းဆို1နာရီထိုးလွှင့်ပေးမယ်နော်အဲ့ဒါလေးလည်းတေချာလေး queue site လာကိုဝေးပါအောင်နော်ကဲကျွန်တော်လိုက်လို့ည9နာရီထိုးလည်းလာခဲ့ဦးနော်ကဲကျွန်တော်ကြတင်ခွက်ကလေးပြောမယ်အဲ့ဒါလေးကတော့နော်1နှစ်ကဲ36ကဲမိန်တင်ခွက်နော်1နှစ်နဲ့36မိန်တင်ခွက်2 400ရမ်းမယ်နော်2 4ကိုတော့ရမ်းပေးထားအောင်နော်ဒါကလင်ဒါရရတာဆိုတော့ကျွန်တော်လဲရမ်းပေးရမှာပဲနော်1နှစ်ကဲ36ကဲရမိန်မှာ1နှစ်နဲ့36 1နှစ်နဲ့36မိန်2 400ရမ်းမယ်နော်ရွေးထိုးခြင်းတဲ့သူတွေအတွက်နော်1နှစ်နဲ့36မိန်2 400ရမ်းမယ်ဗရိတ်ပေးပါအောင်ဟုတ်ကဲ့ဗရိတ်ရတာရင်ကျွန်တော်ဗရိတ်ပေးပါမယ်နော်မှန်တာပြောချမ်းသာပါလေရှေ့တစ်ဘက်ကကျွန်တော် like ကဂျာတာဘေးနေ့မလွှင့်လိုက်လို့ဂျာတာဘေးနေ့ရတာစပြီးလိုက်လို့ဂျာတာဘေးတောက်ကြတနင်္လာကိုကျွန်တော်ဗရိတ်ရှိတယ်9ဗရိတ်3ညဗရိတ်နော်993950ဆိုပြီးတော့နော်993950ဆိုပြီးတော့ဒါကျွန်တော်ရှေ့တစ်ဘက်တည်းကဗရိတ်ကဂျာတာဘေးနေ့ပေးမယ်ဆိုပြီးတော့ကျွန်တော်ကျမ်းပိုင်မကောင်းတဲ့ like မလွှင့်ပြလို့နော်အဲ့ဒီက39လဲတောက်ကြနေရထွက်တာပဲနော်50တောင်ဒီမနေ့လာထွက်သေးတယ်နော်9ဗရိတ်3ညဗရိတ်နော်ကျွန်တော်ဗရိတ်ကဒါပေမဲ့ရှေ့တစ်ပတ်ဒီတနင်္လာနေ့ထိအကျုံးဝင်တယ်ဗျာဂျာတာဘေးတောက်ကြတနင်္လာ3ရက်စာထုတ်တဲ့ဗရိတ်နော်ဒီမနေ့ထိ2ကွက်တောင်ထွက်တယ်ပြောရမယ်နော်39လည်းထွက်တယ်ဒီမနေ့50လည်းထွက်တယ်ရှင်နာဖို့ကောင်းတယ်နော်ကနန်းနေနှမျောဖို့ကောင်းတယ်အကြောင်းပြောတာပါနော်အဲ့တော့ကျွန်တော်အခုဒီတစ်ပတ်မှာလည်းဗရိတ်ရတာဆိုတာနဲ့ကျွန်တော်ထုတ်ပေးပါမယ်စိတ်ချနေနော်ဟုတ်ပြီလားနော်ကိုလင်းရေးတဲ့ပြန်ပြောကီးတီရဲ့မွေးကနန်း2ကွက်ကတော့20 30နော်စာရုပ်ပတ်တီးကတော့နှစ်နဲ့ပတ်သက်တဲ့တင်ခွက်ကတော့20နှစ်ခွန်နော်ဟုတ်ပြီလားအခုလဲဗရိတ်ပေးပါအောင်ဟုတ်ကဲ့ကျွန်တော်ဗရိတ်ရတာနဲ့ပေးပါမယ်စိတ်ချနေဒီဘက်လဲဗရိတ်ရတာနဲ့တွက်လိုက်ပါအောင်မယ်နော်ရှေ့တစ်ဘက်ကလည်းဗရိတ်ထွက်တယ်ရွေးချယ်ပေးတဲ့ကဏ္ဍတွေထွက်တာနော်ဒီတစ်ဘက်ဆိုလဲဂျာတာဘေးတောက်ကြတနင်္လာထိအကျုံးဝင်တဲ့ဗရိတ်က9ဗရိတ်3ညဗရိတ်ကျွန်တော်နေမကောင်းလို့လိုက်မလွှင့်ပြလို့မှန်တာပြောရင်ချမ်းသာပါသေးမှန်တာပြောရင်ကျွန်တော်ဘာပဲလုပ်ဒိဋ္ဌပို့ပြီးအောင်မြင်ပါသေးနော်9ဗရိတ်3ညဗရိတ်မှာ993950ဆိုပြီးတော့ကျွန်တော်တို့ဒါထုတ်ပေးထားတယ်နော်ရှေ့တစ်ဘက်က3ညလည်းထွက်တယ်ဒီမနက်ထိ50လာထွက်ပေးတယ်ဗရိတ်ကလည်းဘယ်လောက်ထိကောင်းလိုက်လဲဆိုနော်ဟုတ်ပြီလားကဲဝင်လာမမျိုးတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲကျွန်တော်ချစ်ခင်နေသက်ပြီးအားပေးနေတဲ့ခုနှစ်သားသမီးများသည်စီးပွားရေးကျန်းမာရေးလူမှုရေးဆက်သက်ရဆင်ပေးကြပါစေအသက်ရှူတိုင်းဝင်ကြပါစေဘာပဲလို့အောင်မြင်တဲ့လို့သူများကြံများတွေဆင်ပြေချောမွေ့ပြီးတော့နော်ညနေကိုမင်္ဂလာရှိပြီးတော့ငွေတွေအများကြီးထုတ်နိုင်ကြပါစေနော်ဒီတစ်ပတ်ကတော့ကျွန်တော်အဖွဲ့ဝင်မခေါ်ပါဘူးနောက်တစ်ပတ်ကတော့အဖွဲ့ဝင်ခေါ်ပေးပါမယ်နော်ကျွန်တော်ဒီနှစ်ပတ်ရှိသွားပြီပေါ့အဖွဲ့ဝင်မခေါ်တာနော်ကျမ်းမာရေးကတစ်ပတ်ရှေ့တစ်ပတ်ကတော့ဒါကျွန်တော်တက်အလကားလုပ်ပေးခြင်းလို့လုပ်ပေးတာပေါ့နော်အဲ့ဒါကြောင့်ကိုမတွေကျွန်တော်ချစ်ခင်နေတက်ပြီးအားပေးနေတဲ့သူတွေကျမ်းမာရေးလည်းဂရုစိုက်ကြပါနေတွေရမ်းပြင်းနေညနေကိုလည်းမိမိထိုးသောတိုင်းစီမှာငွေအများကြီးထုတ်နိုင်ကြပါစေနော်ည9နာရီထိုးလွှင့်မဲ့လိုက်မှာအောင်ပွဲခံမယ်ဗျာလာခဲ့ဦးနော်ကျွန်တော်ဒီည9နာရီထိုးလိုက်ပြန်လွှင့်ပေးပါမယ်ညဆို9နာရီနေခင်းဆို1နာရီထိုးပါကျွန်တော်ရဲ့လိုက်လွှင့်ချိန်တေချာလေးဂရုစိုက်လာယူပေးကြပါနော်ကျွန်တော်ဗရိတ်ရတာနဲ့ဗရိတ်ထုတ်ပေးပါမယ်ကျွန်တော်ဗရိတ်တွေကသိတယ်မလားလုံးဝ share နော်ဟုတ်ပြီလားကဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာရှိတယ်ညနေခင်းကိုပိုင်ဆိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပဲကျွန်တော် live မလွှင့်တဲ့ရက်တွေမှာနော်ကျွန်တော်နာမည်တွေနဲ့
လှုပ်ရှားနေတဲ့အကောင်တွေနော်နော်ဘယ်လိုပြောရမလဲအဲ့ဒါကိုယုံပြီးတော့ live ထိုးပြီးတော့ကုံတဲ့သူတွေကတော့ကိုယ်တိုင်နဲ့ကိုယ်ကန်နော်ကျွန်တော် live မလွှင့်တာကြာတာပလေးရှေ့တစ်ပတ်ကြာတာပလေးတွေက live မလွှင့်တာနော်အဲ့ဒါကြောင့်မလို့ညလည်း live မလွှင့်ပြဘူးနော်ကျွန်တော်ဒီညမှာပြန်ပြီးတော့အချိန်ကနေစပြီးတော့ပုံမှန်ပြန် live လွှင့်ပြပါမယ်ဒီညဆို9နာရီနေ့ခင်းဆို10နာရီဆိုပါကျွန်တော်ပုံမှန်ပြန် live လွှင့်ပြပါမယ်ဒီည9နာရီနေ့ခင်းဆိုရင်10နာရီတို့ပုံမှန်ကျွန်တော် live ခရီးစားပြီးပြန်လွှင့်ပြပါမယ်ဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါအောင်မတက်တာပါမင်္ဂလာရှိတယ်ညနေခင်းလေးကိုပန်ဆိုင်ကြပါစေဟုတ်ပြီလားကဲအားလုံးကျေးဇူးတင်ပါအားလုံးမတက်တာပါနော်ည9နာရီတို့လွှင့်မဲ့ live မှာပြန်ဆုံးမယ်ဟုတ်ပြီလားအားလုံးကျေးဇူးတင်ပါအားလုံးမတက်တာပါ